မင်္ဂလာပါရှင်ကျမတော့ခွဲစိတ်ဆရာဝန်ဒေါက်တာနန်းလာရင်ပါကျမဒီနေ့ဝေမျှပေးမယ်ခွဲစိတ်ယောဂအကြောင်းကတော့ Granulin ယောဂအကြောင်းဖြစ်ပါတယ်Granulin ယောဂဘာကြောင့်ဖြစ်တယ်လဲမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ပုံစံမှာတော့ကြားပူးကြမှာပါခွဲစိတ်ထားတဲ့ကိုယ့်ရဲ့မိဘဆွေမျိုးတွေလည်းရှိကြမှာပါ Granulin ယောဂကဆိုဝါဓမ္မမဟုတ်ဆိုဘေးပပတ်လေးပုံမှန်တဲ့လမ်းကြောင်းတစ်ခုပိုင်လိုင်းနေနဲ့ရှိနေတာကို Granulin လို့ခေါ်တယ်ဒီပုံမှန်တဲ့လမ်းကြောင်းကဆိုရဲ့အတွင်းနဲ့အပြင်ကိုသူကဆက်ထားပေးတယ်ဆက်နေတာပေါ့နော်ဆက်နေတဲ့အပေါက်ပေါ့ဒီပုံမှာကြည့်ရင်ဒါ Granulin ရဲ့အပေါက်ဆိုရဲ့ပတ်လည်မှာအပေါက်ရှိတယ်ဒီပုံမှန်တဲ့လမ်းကြောင်းကပိုက်လိုင်းကိုလည်းခေါ်တယ်ဆိုရဲ့အတွင်းနဲ့အပြင်ကိုသူကဆက်ထားတယ်ဒီပုံမှန်တဲ့အတွင်းနဲ့ရန်တွေကနေသူကအချီအချွဲတွေထွက်တယ်ဒီပုံမှာဆိုရင်ဒါကဆိုဘေးပတ်လည်မှာရှိတဲ့အပေါက်ဒီအပေါက်ကနေပြီးတော့မှအချီအချွဲတွေထွက်တယ်ဒီလိုပုံစံမျိုးနဲ့လူနာကကိုယ်ပါကိုတတိထားမိဒီပုံမှာကြည့်မယ်ဆိုရင်ဒါကဆိုရဲ့အတွင်းပိုင်းဒါကဆိုဝါကအပြင်မှာရှိတဲ့အပေါက်ဒါအတွင်းပေါက်ဒီလမ်းကြောင်းလေးကို Granulin လမ်းကြောင်းလို့ခေါ်ပေါ့နော်အင်္ဂလိပ်လိုတော့ fistula tract လို့ခေါ်ရနော် Granulin ဒါကြောင့်ဖြစ်တယ်လေပုံမှန်မှာဆိုရင်ပေါ့နော်လူတိုင်းရဲ့ဆိုနေရန်ဘေးပေါ့ဒီပုံလေးကဒါကဆိုမှာပေါ့နော်ဆိုရဲ့ဘေးနေရန်မှာလူတိုင်းမှာ perianal gland ဆိုတဲ့ပုံတံမှန်တဲ့အကျိတ်ကလေးရှိတယ်ဒီ perianal gland ကနေပြီးတော့ဘာတွေလုပ်ပြီးတယ်လဲဆိုရင် one point ချောချူနဲ့ဝင်နေထွက်လို့ရအောင်လို့ gland တွေကနေပြီးတော့မှချီချွဲတွေထွက်ပြီးတယ်လူတိုင်းမှာရှိတယ်ဒီ gland တွေရဲ့ဒီလမ်းကြောင်းတွေပိတ်သွားခဲ့မယ်ဒါမှမဟုတ်ရင်ပိတ်သွားပြီးတော့မှယောဂပိုးတွေဝင်သွားမယ်ပြည်တယ်မယ်ဆိုလို့ရှိရင်တော့ဒီလိုဖြစ်စဉ်ကနေပြီးတော့မှ Granulin စဖြစ်တာပါဒီပုံမှာဆိုရင်ပုံမှန်လူတိုင်းမှာရှိတဲ့လမ်းကြောင်းတွေကိုပိုးဝင်သွားပြီးတော့မှပြည်တယ်တာကနေပြီးတော့မှ Granulin စဖြစ်တာပါဒီလမ်းကြောင်းမှာဆိုရင်ဒါ Granulin လမ်းကြောင်းပေါ့နော်ဒါကိုအင်္ဂလိပ်လိုတော့ cryptoglandular infection ဒါမှမဟုတ်ရင် anorectal abscess လို့ခေါ်ရမှာနော်ဆိုဘေးပပတ်လေးကနေပြီးတော့မှပိုးမွားတွေဝင်သွားပြီးတော့ပုံမှန်ရှိနေတဲ့ gland တွေကနေပြီးတော့ပိုးဝင်သွားရင်လည်းပိတ်သွားရင်ကနေပြီးတော့ Granulin ယောဂစဖြစ်တာပါဒီဆိုပတ်လည်မှာရှိနေတဲ့မွေးညင်းလေးတွေပေါ့နော်အမွေးထူတွေမှာဆိုလို့ရှိရင်ပိုဖြစ်တတ်တယ်ဒီအမွေးညင်းပေါက်တွေပိတ်သွားနေပြီးတော့မှပိုးတွေဝင်သွားတယ်ဒါဆိုချီးအိမ်ပေါ့နော်ဒါဆိုဘေးပတ်လည်မှာရှိတဲ့ gland တွေပေါ့ဒီရဲ့ gland တွေကနေပိုးပြန်သွားတယ်ပိုးဝင်သွားတဲ့လမ်းကြောင်းဒီအပြန်လမ်းကြောင်းလေးတွေကဒီ Granulin ရဲ့လမ်းကြောင်းတွေပေါ့ဒီလမ်းဘလို့သွားနေတယ်လဲဆိုတော့လမ်းကြောင်းတွေကိုကြားထားတဲ့ပုံတွေမှာဒီ Granulin ယောဂကိုဘလို့သိပါလဲဒီပုံမှာဆိုရင်ဒီဆိုပတ်လေးမှာအဖုလေးတွေရှိတယ်ဒီမှာဥပါရကိုစမ်းမိမယ်ပေါ့နော်စမ်းကြည့်လိုက်လို့ရှိရင်အဖုအမာလေးလိုမျိုးစမ်းမိတတ်တယ်ဒီအဖုထိတ်ကနေပြီးတော့မှအဖြူရောင်လို့အဝါရောင်လို့ပြစ်ချဲအရည်တွေထွက်တတ်တယ်ဒါမျိုးဆိုရင်ကိုယ်စီမှာရှိနေတာ Granulin လားဆိုတာတတိထားရမှာဖြစ်ပါတယ်အဖုထိတ်ကလေးကနေပြီးတော့တစ်ခါတည်းတွေးရထွက်တယ်တစ်ခါလေးဖိလိုက်လို့ရှိရင်လည်းနာတယ်တော့တချို့တွေကလည်းအဲ့ဒီအဖုတွေရှိအောင်တတိထားမိဘူးဒါကို Granulin လို့လည်းသူတို့ကမသိဘူးပုံမှန်ပဲပေါ့ခါတလေမှလည်းဒီအဖုလေးကို Granulin ဆိုပြီးတော့ဖြစ်မလားဆိုရင်လာပြတဲ့လူတွေလည်းရှိတယ်ဒီလိုဆိုဘေးပတ်လည်မှာဒွေးစုနာပြည်တယ်နာတေးသေးလေးဖြစ်ခဲ့ဘူးတယ်ပေါ့နော်အဲ့ကနေအနာမကျက်ပဲနဲ့အနာဖြစ်နေတတ်တယ်ဒါဆိုရင်ဆိုဘေးပတ်လည်မှာ Granulin ရဲ့အပေါက်ပေါ့နော်အရင်တော့ပြည်တယ်နာဖြစ်ခဲ့တဲ့ဒဏ်ရာပေါ့တချို့လူနာတွေမှာစမ်းကြည့်လိုက်လို့ရှိရင်ဒွေးစုနာဖြစ်ခဲ့တဲ့ဒဏ်ရာရှိခဲ့ကြတယ်နော် Granulin ယောဂကဘယ်တွေမှာပူဖြစ်တယ်လဲလူတိုင်းမှာဖြစ်တယ်ဘယ်လိုတွေမှာပူဖြစ်လဲဆိုရင်အရင်တော့ဒီဆိုမှာပြည်တယ်နာပေါ့နော်AS ကားနဲ့ပြောမယ်ဆိုရင်တွေးစုနာခဲ့တယ်အရင်တော့တွေးစုနာဖြစ်ရင်လည်းကိုယ်ဘာကိုညှင့်လိုက်တာဒါမှမဟုတ်ကိုယ်ဘာကိုဖောက်လိုက်တာစီကံတစ်ခုမှာ
ဆရာဝန်တယောက်ကခွဲပေးလိုက်တာဒါမျိုးတန်ရဖြစ်ပြီးခဲ့ပြီးတဲ့သူတွေမှာဆိုရင်ဖြစ်တတ်ကြတယ်ပေါ့နော် green gina ကသူကအချင်းယူပြီးမှဖြစ်တာပါချက်ချင်းတော့သူကမဖြစ်ဘူးဒီလပိုင်းမှာပြည်တယ်လားဖြစ်ပြီးနောက်နည်းနည်းကြာတဲ့ခါကျမှညောင်းကဒီနေရာမှာပြည်တယ်လားဖြစ်ခဲ့ဘူးလားလို့မေးတဲ့အခါမှာလူနာဟုတ်တယ်ဖြစ်ဘူးလေဆိုရဲယောဂရာဇဝင်ကိုပေးတတ်ကြတာဖြစ်ပါတယ်နောက်ထပ်ဘယ်လိုမျိုးတွေမှာ green gina ဖြစ်နိုင်သေးလဲပေါ့ဆိုပပတ်လည်မှာကြောင်းမျိုးကြောင်းတန်ရာရခဲ့ဘူးတဲ့တွေမှာဆိုရင်ဒီကိုပုံမှန်မှာရှိနေတဲ့berry နဲ့မှာရှိတဲ့ gland တွေကဖြစ်စီခံရတဲ့အတွက်ကြောင့်မို့ပုံနံမမှန်တော့ဗောနော်အဲ့ထဲကနေပြီးတော့ယောဂပိုးတွေဝင်လာတယ်ပိုးမွားတွေပြန့်လာတယ်ဒါမျိုးဆိုရင်လည်း green gina ဖြစ်နိုင်တဲ့ရာခိုင်နှုန်းများတယ်ပေါ့ဒီလိုမျိုးမှာနောက်ဥမကြီးတွေမှာဗောနော်ယောဂအခန်းရှိနေတဲ့သူတွေဒါကတော့အင်္ဂလိပ်လိုပဲပြောလို့ရမယ်ဗမာလိုနည်းနည်းရှင်းပြခက်ပါတယ် Crohn disease တို့ ulcerative colitis တို့နော်ဒါကဘယ်လိုယောဂလဲဆိုဥမကြီးတွေမှာမွေးရပါဘောနော်ဒါမှမဟုတ်မျိုးရိုးကြောင့်မလို့ဖြစ်လာတဲ့ဥမကြီးတွေပေါ့စိတ်အတိအသေးလေးတွေအများကြီးရှိတဲ့သူတွေမှာဆိုရင် green gina ယောဂနဲ့တွဲနေတတ်တယ်နောက်တစ်ခုကကျတော့ HIV ဆိုတဲ့ယောဂနောက်အဆုတ် TB ယောဂဆိုတဲ့ခုခံအားကျဆင်းတဲ့ယောဂခံရှိတဲ့လူတွေမှာဆိုလို့ရှိရင်ဒီ green gina ယောဂနဲ့တွဲတတ်တယ်။ဒီကနေ့ယောဂရာဇဝင်ကိုမေးလိုက်ရင် HIV ဆေးပေါ့နော် AART လို့ခေါ်တယ်နော်။ဒီ HIV ဆေးတွေတောက်နေတဲ့လူတွေမှာဆိုရင်စိုးမာဒီလိုပဲဒဏ်ရာတွေနဲ့ဖူတွေနဲ့လာတယ်ဆိုရင်ဆရာမတို့ကအစုပ်ရင်ဘတ်တက်မှန်ရိုက်တာမျိုးတွေလုပ်ပေးရတယ်။ဖြစ်တာကတော့စိုးမာအဖူပေါက်ရင်းနဲ့လာတာဒါပေမဲ့ဆရာဝန်ကအစုပ်တက်မှန်နေရိုက်တယ်ဘာကြောင့်လဲဆိုတာဒီလိုဆက်ဆက်မှုရှိတဲ့လူတွေမှာရိုက်ဖို့လိုပါတယ်နောက်တစ်ခုကယောဂတစ်ခုကြောင့်မဟုတ်မှာပေါ့နော်လက်ခေါင်းခွဲရတာမျိုးဖေးမှာဒဏ်ရာရပြီးခွဲစိတ်ခဲရတာမျိုးဆိုရင်ဒီပတ်လည်မှာရှိတဲ့ perianal gland ပေါ့နော်ပုံတံတွေပြတ်သွားရင်လည်းဒီလိုမျိုးတွေမှာလည်း green gina ဖြစ်နိုင်ပါတယ်နောက်ထပ်ဖြစ်နိုင်တဲ့တွေကတော့ဒဏ်အောင်ချီနဲ့ကုသခံရတဲ့ grade တွေပေါ့နော်ဥပမာဆိုရင်တအိမ်ကောင်းကင်ဆာတအိမ်ကောင်းကင်ဆာမှာဆိုလို့ရှိရင်တအိမ်ကောင်းကင်ဆာကိုခွဲထုတ်ပြီးရင်သူကဓာတ်ရောင်ခြည်နဲ့ဓာတ်ကင်ရတဲ့လူတွေမျိုးမှာဆိုရင်ဒီတအိမ်ရဲ့အနောက်မှာစိုးရှိတဲ့အတွက်ကြောင့်စိုးပြပတ်လည်မှာရှိတဲ့ဒီ normal မှာရှိတဲ့ perianal gland တွေကဓာတ်ရောင်ခြည်တန်ကြောင့်မလို့ဒဏ်ရာရသွားရဲဆိုရှင်ဒီလိုမျိုးတွေမှာလည်း green gina ယောဂဖြစ်ဖို့ရခိုင်လို့များပါတယ်green gina ယောဂကိုဘယ်လိုကုမလဲပေါ့နော်ဖြစ်လို့ရှိရင်ဘယ်လိုမျိုးခွဲစိတ်ကြလဲပေါ့ green gina ယောဂဒီခွဲစိတ်ကူတာရတဲ့အမျိုးအစားပါဒါပေမဲ့လူနာတွေကတော့မခွဲချင်ကြဘူးပေါ့နော်သူကစားစီတောက်စီနဲ့ကူလို့ရတဲ့ယောဂမဟုတ်ပါဘူးခွဲစိတ်ကူတာရမှာဖြစ်တယ်နောက်ပြီးတော့ဥမကြီးယောဂအခန့်ရှိတဲ့လူတွေမှာဆိုလို့ရှိရင်သူတို့ကလူလန်းကြောင်းတမားတော်တွေကဈေးနဲ့ကူတာနေတယ်ဒီလိုအချိန်မှာပဲသူတို့ green gina အနာနေရာမှာတော့ပြည်တည်လာတယ်ဆိုရင်တော့ခွဲစိတ်ဖို့လိုပါတယ်ဘယ်လိုခွဲစိတ်ရမလဲဆိုတော့စိတ်ကူတာနည်းတွေကလည်း green gina အမျိုးအစားပေါ်မှာမူတည်ပြီးတော့မှဒါတဲ့နည်းတွေကမတူပါဘူး။ဟော green gina ယောဂအမျိုးအစားကပါရလဲဆိုတော့လူတိုင်းရဲ့ဟိုမှာတိဆောက်ထားတဲ့ကြွက်သားနှစ်ခုရှိတယ်။လူတွေကဝန်သွားချင်ပြီဆိုလို့ရှိရင်စိုးမှာထိန်းထားတဲ့တကားလိုကြွက်သားနှစ်ခုရှိတယ်။ဝန်သွားချင်ပြီဆိုရင်ဒီကြွက်သားတွေကရှော့ပေးနဲ့ဝန်သွားလို့ရတယ်ဝန်မသွားချင်တော့ဘူးဆိုရင်ဒီတကားတွေကပြန်ပိတ်တယ်အပြင်တကားကြွက်တာကိုကျတော့ external sphincter လို့ခေါ်တယ်နောက်အတွင်းကြွက်တာကိုတော့ internal sphincter လို့ခေါ်တယ်ဒီကြွက်တာနှစ်ခုပေါ်မူတည်ပြီးမှဖြစ်ပေါ်လာတဲ့ green gina အမျိုးအစားတွေရှိပါတယ် green gina အမျိုးအစားတစ်ကတော့ဒီအတွင်းကြွက်တာနဲ့အပြင်ကြွက်တာရဲ့ကြားထဲကနေပြီးတော့မှဖြစ်နေတဲ့ green gina အမျိုးအစားပေါ့နော်ဒါကိုအနှိမ့်တူတဲ့အမျိုးအစားလို့လည်းခေါ်တယ်ပေါ့ပုံမှန်မှန်တဲ့လမ်းကြောင်းကိုအင်္ဂလိပ်လိုတော့ intersphincteric ဒီကြွက်တာနှစ်ခုကြားထဲကနေဖြတ်ပြီးသွားတာဒါကအမျိုးအစားတဲ့ဒီအမျိုးအစားကတော့ဖြစ်အများဆုံးဖြစ်တယ် 70% လောက်ရှိတယ်ကြွက်တာနှစ်ခုလုံးကို တွင်းကြွက်တာကောအပြင်ကြွက်တာနှစ်ခုလုံးကိုဖြတ်ပြီးမှဒီကြောင်ကသွားတာကို transsphincteric fistula လို့ခေါ်တဲ့မျိုးဟာ25%ဒီလိုမျိုး green gina ယောဂကိုခွဲစိတ်မယ်ဆိုလို့ရှိရင်ဒီကြွက်သားနှစ်ခုကိုဖြတ်သွားတဲ့အတွက်ကြောင့်ခွဲစိတ်တဲ့အခါမှာဒီကြွက်သားတွေကိုဖြတ်ပြီးခွဲစိတ်ရလို့ရှိရင်ခွဲစိတ်ပြီးရင်စိုးမလုံတော့မောမထိန်နိုင်တာမျိုးတွေဖြစ်တတ်တယ်အမျိုးအစားတုံးတဲ့လေးကတော့ high tide လို့ခေါ်တော့အမြင့်တယ်ပေါ့သူ့ရဲ့လမ်းကြောင်းကဒီပုံမှာကြည့်မယ်ဆိုရင်ပြင်ကြွက်သားကြီးကိုကကြော်သွားပြီးတော့အတွင်းကြွက်သားရဲ့ဂျားတွေကိုဖြတ်သွားပြန်ရင် green gina လမ်းကြောင်းက
အမြင့်ကြီးမဲ့သူက꿰ပြီးတော့မှဝင်သွားတယ်ဒီမှာဆိုရင်ဒီပုံကိုကြည့်မယ်ဆိုရင်အကြောင်းကအပြင်ကြွက်သားကြီးကိုကျော်ကနေကျော်သွားပြီးဒီအပြင်ကြွက်သားနဲ့အတွင်းဂျားတွေကနေဝင်ပြီးတော့မှစိုးရဲ့အတွင်းနေရနဲ့သွားဆက်တယ်ဒါမျိုးဆိုရင်အရင်မြင့်တယ်ပေါ့နော်မြင့်တဲ့ Crangina အမျိုးအစားဖြစ်တယ်ဒါကိုsuprasphincteric ခေါ်ရပါတော့ဖြစ်တာတော့နည်းတယ် 5% လောက်ပဲရှိတယ်ဒီလိုဖြစ်တဲ့လူတွေမှာဆိုရင်လည်းခွဲစိတ်ရခတ်ပါတယ်ခဏခဏလေးပြန်ပြန်ဖြစ်တတ်တယ်ပြီးတော့ဥမကြီးမှာအခြေရှိတဲ့လူနာမျိုး Crohn disease တို့ ulcerative colitis တို့မှာအဆုတ် TB ယောဂတွေနဲ့ရှိတဲ့လူတွေမှာ HIV ယောဂမျိုးရှိတဲ့လူတွေမှာဆိုရင်ဒီလို type မျိုးကပိုပြီးတော့မှအဖြစ်များပါတယ်နောက်တစ်ခုကနံပါတ်4အမျိုးအစားCrangina လမ်းကြောင်းကဘယ်လိုသွားနေလဲဆိုရင်သူစအူမှာထိန်းထားတဲ့အတွင်းကြွက်သားကို sphincter နောက်အပြင် sphincter external sphincter ကိုကျော်သွားတဲ့အပေါ်ကနေအပေါ်ဟိုအပေါက်ကတော့ဒီမှာပေါ့နော်ဒီကအတွင်းကိုမြင်ရအောင်ဒီလမ်းသားချီဟိုအပေါ်ထိကိုသွားပြီးတော့မှကျော်ပြီးမှထဲထဲကိုတော့ပွင့်တာဒီလိုမျိုးအမျိုးအစားဒီဆရာဝန်အတွက်စိန်ခေါ်မှုတွေရှိတယ်ဒါမျိုးဆိုရင်ခွဲစိတ်ရလဲခက်တယ်ခဏခဏလေးပြင်ပြင်ဖြစ်တယ်ဒါကို extrasphincteris fistula လို့ခေါ်တယ်ဖြစ်တာနည်းတယ် 1% လောက်ပဲရှိတယ်ဒါပေမဲ့ဒီလိုမျိုးလူနာကိုကြုံတွေ့ရရင်လည်းခွဲစိတ်ရတဲ့ဆရာဝန်လည်းအရန်ကောင်းကြိုက်တယ်ပေါ့နော်ခက်တယ်ဒီလိုမျိုးနဲ့လူနာနဲ့ကြုံမယ်ဆိုရင် Crangina ယောဂအမျိုးအစားတဲ့နှစ်ကို simple fistula လို့ခေါ်ပါတယ်အနှိမ်ပိုင်းမှာရှိတဲ့အတွက်ကြောင့်ဒီလိုမျိုးတဲ့နှစ်နဲ့အမျိုးအစားတွေကတော့ခွဲစိတ်ပြီးရင်ပြန်ကောင်းတတ်တဲ့အမျိုးအစားတွေဖြစ်တယ်ပြီးလို့ရှိရင်သူတို့ကဒီကြွက်သားတွေကိုလည်းခွဲစိတ်လို့ရှိရင်ဒီစိုးကိုထိန်းထားတဲ့ကြွက်သားတွေကိုထိခိုက်မှုနည်းတဲ့အတွက်ကြောင့်မလို့ခွဲစိတ်ပြီးရင်ဝမ်းမလုံတာတို့ဝမ်းမထိန်နိုင်တာတို့ဖြစ်တာနည်းတယ်ဘက်3နဲ့4ပေါ့ Crangina အမျိုးအစားအမြင့်အမျိုးအစားပေါ့ high type လို့ခေါ်တယ်ဒီ high type တွေကတော့ခွဲစိတ်ရလဲခက်တယ် complex fistula လို့ခေါ်ရရင်ရှုပ်ထွေးတဲ့ဒီလိုအမျိုးအစားတွေကဥမကြီးမှာယောဂအခန်းရှိတဲ့သူတွေနောက် TB ယောဂအခန်းရှိတဲ့သူတွေ HIV ယောဂရှိတဲ့သူတွေမှာဆိုရင်ဒီလိုအမျိုးအစားတွေဖြစ်ဖို့ရခိုင်လို့များတယ်လူနာမှာဆိုရင်ဒိုင်းအောင်ကြီးဥခံရတဲ့တမိုင်းချောင်းရှိရဆိုရင်ဒီလိုမျိုးနံပါတ်3နဲ့4အမျိုးအစားဖြစ်ဖို့များတယ်3နဲ့4နဲ့ကခွဲစိတ်ရခက်တဲ့အမျိုးအစားတွေဖြစ်တယ်ပြန်လဲဖြစ်တတ်တယ်ပဲပြီးသွားရင်နောက်တစ်ခေါက်တိတ်မကြောင်ပြန်ဖြစ်တတ်တယ်ဆိုတော့ဒီလိုအမျိုးအစားတွေမှာပြန်ပြီးဖြစ်တာပေါ့နော် recurrent fistula သူတို့ကခွဲစိတ်မယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းတွေပေါ့နော်ပြင်ကြွက်သားအတွင်းချက်သွားတွေကိုဖြတ်ပြီးမှသွားရတဲ့ကြောင့်ခွဲစိတ်ရင်လည်းသူ့လမ်းကြောင်းကိုလိုက်တဲ့ခွဲစိတ်လိုက်လို့ရှိရင်ဒီကြွက်သားတွေကဖြတ်မိသွားလို့ရှိရင်ခွဲစိတ်ပြီးဝမ်းမထိန်နိုင်တော့ဘူးနော်ဥမာဝမ်းသွားခြင်းခဏနေမှသွားမယ်ဆိုပြီးတော့မှထိန်းလို့မရတော့ချက်ချင်းပဲဝမ်းသွားခြင်းလေဆိုရင်မြင်ဝမ်းသွားရတာမျိုးဖြစ်မှာဒါကြောင့်ဒီလိုမျိုးနံပါတ်3နဲ့4နဲ့အမျိုးအစားကမခွဲခင်မှာဒီ Crangina အမျိုးအစားကိုကြိုတီးဖို့ဆရာမတို့က fistulogram ပေါ့နော် fistulogram ဆိုတော့ဒီလမ်းကြောင်းကဘယ်လိုသွားနေတယ်လဲပေါ့ဥပမာလူနာကဥမကြီးနဲ့ပတ်သက်ပြီးတော့မှယောဂရာဆိုရင်ပေးတယ်။နောက်သူစီမှာလည်းဘူခါကျနေတဲ့ ART လိုဆေးတွေတောက်နေတယ်။ TB ယောဂအခန်းလည်းရှိတယ်ဆိုရင်ဒါဆိုရင်ဆရာမတို့က DRD နံပါတ်3နဲ့4နဲ့အမျိုးအစားဖြစ်နိုင်တယ်ဆိုတဲ့အတွက်ကြောင့်သူ့ကိုဖြစ်နိုင်တယ်ဆိုရင်ဆရာမတို့ကသူ့ကိုဒီလမ်းကြောင်းထဲကိုစီးထည့်ပြီးတော့ဒီအပေါက်ထဲကိုနော်ဓာတ်မှန်မှာမြင်ရတဲ့စီးတွေထည့်ပြီးတော့ဆရာမတို့ကဓာတ်မှန်ရရတယ်။လမ်းကြောင်းဘယ်လိုသွားနေလဲပေါ့နော်။နောက်တစ်ခုကMRI scan လို့ခေါ်တဲ့ဓာတ်လိုက်ဓာတ်မှန်မျိုးတွေရိုက်ဖို့လိုတယ်ဒါမှဒီလမ်းကြောင်းလေးကဘယ်လိုသွားနေတယ်လဲဆိုတာသိမှဒီလူနာဒီမှန်ကန်တော့ဖူတာမှုကိုရမှာဖြစ်တယ်ဒါကြောင့်တချို့ Crangina ယောဂတွေဓမ္မတွေကတော့ခွဲစိတ်ပြီးတော့ဘာမှလည်းဓာတ်မှန်လည်းမရိုက်ဘူးဒီလိုပဲခွဲစိတ်တာပြီးသွားတယ်ဒါပေမဲ့ကျွန်မကကြတော့အကုန်ဓာတ်မှန်တွေရိုက်ရတယ်မခွဲစိတ်ခင်မှာဆရာဝန်ကအမျိုးစုံပဲကျွန်မကိုစမ်းတက်တယ်ပါကွာလဲဆိုတော့ဒီလိုအခြေအနေကြောင့်ကွာသွားတာဖြစ်ပါတယ်လူတိုင်းကိုတော့ဒီလိုစီးထည့်ပြီးဓာတ်မှန်ရိုက်စရာမလိုဘူး MRI ရိုက်စရာမလိုဘူးဒါပေမဲ့ဒီလိုပေါ့နံပါတ်3နဲ့4နဲ့အမျိုးအစားကိုခွဲစိတ်မဲ့ဆရာဝန်ကဒီယောဂရာဆိုရင်မေးနေဒီလိုတန်တရားရှိရဆိုလို့ရှိရင်တော့မခွဲခင်မှာဆရာမကလိုအပ်တော့စစ်ဆေးမှုတွေလုပ်ရမှာဖြစ်တယ်ဒီလို Crangina အမျိုးအစားတွေကိုသိသွားပြီဆိုရင်ဘယ်လိုခွဲစိတ်ကြမလဲနော်ဒါကိုဆက်ပြီးပြပြသွားမှာပါအဲ့တော့အမျိုးအစားပေါ်မူတည်ပြီးတော့ခွဲစိတ်တာမှုမတူပါဘူးပေါ့နော်။ယောဂနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့
ဘူဒူတာရမယ်လို့ညွှန်လင်းပါတယ်ဒီခွဲစိတ်ယောဂအကြောင်းဘူဒူတာဗီဒီယိုတွေကိုတင်ရမိတ်ဆွေတွေကိုဝေမျှလို့ရအောင်ဒီ Lady Surgeon ဆိုတဲ့ channel လေးကို like and share လုပ်ထားပါ